ချယ်ပေးထားတဲ့အိမ်စားတွေတွေ့နေရပြင်းလိုက်တာတော်တော်လေးခက်တယ်ဟာကလကလလောင်းတန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 ကလ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 အပြေမှာရေခဲမုတ်တယ်လားမသိငါစီမှာပတ်စံ9000ရှိတာအတော်ရဲ့အပြေမှာရေခဲမုတ်တော့စားမယ်ချီအော်ဟုတ်တယ်ဒီမှာရေခဲမုတ်ရှောင်းနေရတယ်အမရေခဲမုတ်တစ်ခွက်ဘယ်လောက်လဲရေခဲမုတ်တစ်ခွက်ကအမ3000ပါနော်ဟုတ်ကဲ့ကျမတို့တစ်ခွက်လောက်ပေါ့နော်แล้วเอามาให้ทางมาที่สวนเนาะมาผ่านซ้ำเลยมันถึงเชียวจะมากาบ่จะมากาเนาะสตรอเบอรี่လေးပဲစားမယ်เนาะဟုတ်ကဲ့နော်မစတရယ်လေးကိုဒီပါမယ်ရောက်လဲရောက်မဖိရအောင်မယ်နော်ခဏလေးပဲဟုတ်ကဲ့နောက်ကိုလူမျိုးပုတ်ခွေလေးကတ်ထားတဲ့ကြောင့်ပြန်ကြတော့အခုအမစတိုရီထည့်ထည့်ပါနော်ဒီကတော့ထည့်ထည့်စတိုရီစတော်ရယ်ရေခဲမုတ်လေးချစ်စရာလေးဒီမှာပြီးတော့chocolateပတ်စံပုံစံchocolateပတ်စံမှာဝိုင်းလေး chocolate ပေါ့နော်ဆောင်းရပါတယ်ခေရေခဲမုတ်ကလေးကတော်တော်မိုက်တယ်စားစရာလေးဒီတိုင်းခေအိမ်လေးပြန်ရောက်လာပြီဆိုတော့ကမ္ဘာစမ်းမယ်โอเคကဲမလေးတော့ပါပြီဒါဆိုဒီလောက်ပါတော့ပါ